မင်္ဂလာပါရှင်ဒီချက်စင်ပေးကချူချူပါနေရှင်ဒီချက်9တန်းနေအတွက်ပဲဒီချက်အများဆုံးပြောနေရပေါ့နော်ပြီးရင်ဒီချက်ကဒီနေ့3တန်းနဲ့4တန်းတော့ချက်ပြောပေးမယ်3တန်းနဲ့4တန်းမှာအဓိကတော့ grammar အခြေခံလေးပါဖို့အရေးကြီးရပေါ့နော်အဓိက3တန်း4တန်းမှာ grammar အခြေခံပါတယ်ဒီနေ့ချက်ခုတစ်ချက်ပြောပေးမယ်အဲ့ဒါကတော့ present simple verb to be အဲ့ဒါအရင်ကလွယ်ပါတယ် verb to be လို့ပြောလိုက်တာနဲ့ am is are လို့ခလေးတို့ကတန်းသိရမယ်ကဲတော့ဒီချက်ကိုတူတူလေ့လာကြည့်ရအောင်ကဲဒါဆိုဒီချက်တို့ကအရင်ဆုံးpresent simple ဆိုတဲ့အကြောင်းလေးလေ့လာကြည့်ရအောင် verb to be တဲ့ verb to be လို့ပြောလိုက်တာနဲ့ am is are ဆိုတာတန်းပြီးတော့ကလေးတို့သိရမယ် affirmative ဒီထဲမှာ affirmative ရိုးရိုးဝကြအကြောင်းပြောပေးမယ်ရိုးရိုးဝကြကိုမပြောခင်ဒီချေတို့ကဒီမှာ pronoun လေးအရင်ဆုံးပြောမယ် pronoun ခုနှစ်မျိုးအရင်ဆုံးချက်ကမယ်နော် I we you he she it they တဲ့အဲ့ခုနှစ်မျိုးအရင်ဆုံးသိရမယ်ကဲပြီးတော့ I ကဘာနဲ့တွဲမလဲ am နဲ့တွဲမယ်ဆိုတာသိရမယ် you we they ကတော့ are နဲ့တွဲပြီးတော့ he she it ကတော့ is နဲ့တွဲရဆိုတော့ကိုကသိရမယ်ဒီချက်ခုနပြောပြတဲ့ affirmative အကြောင်းလေးကိုနားလည်မှာပါ affirmative လေးမှာဒီချက်တို့ကမြန်မာလိုရိုးရိုးဝကြလို့ဒီချက်ပြောထားတယ်အဲ့ဒီမှာ pronoun လေးကခုနှစ်မျိုး I we you he she it they တဲ့အဲ့ဒီအကြောင်းသိမယ်ဆိုရင်ဒီချက်တို့က I ဆိုတာဘာနဲ့တွဲလဲ we you they ကဘာနဲ့တွဲပြီးတော့ he she it ကဘာနဲ့တွဲလဲဆိုတာသိတတ်အောင်မယ် I ဆိုတာ am နဲ့တွဲသေးတယ် we you they ကကြတော့ are နဲ့တွဲမယ် he she it ကကြတော့ is နဲ့တွဲတဲ့အကြောင်းကိုကလေးကအလွတ်ရအောင်ချက်ထားရမယ်ကဲဒါဆိုရင်ဒီချက်တို့နံပါတ်1ချက်အနေနဲ့ negative အငင်းဝကြကိုသိရမယ်ကလေးကအငင်းဝကြလို့ပြောလိုက်တာ ਨੇ not ပါတယ်ဆိုတာတန်းသိရမယ်အငင်းဝကြငင်းလိုက်တာဟုတ်ငင်းလိုက်တာဆိုခေါင်းခါလိုက်တာခေါင်းခါလိုက်တယ်ဆိုတာ not ပါတယ်လို့ကိုကသိရမယ်ဒါဆိုရင်တူတူ negative အကြောင်းလေးကိုတူတူလေ့လာကြည့်အောင်ရှင် okay ဒါဆိုဒီချက်တို့ကဒီမှာ negative အငင်းဝကြတဲ့ခုနလိုဒီချက်တို့ pronoun လေးသိရအောင်မယ် pronoun ကဘာလဲကြပြောပါဦး I we you he she it they အဲ့အလေးဒီချက်တို့က not ထည့်လိုက်ရုံပဲ I ဆိုရင် am not you we they ဆိုရင် are not he she it ဆိုရင် is not လို့ပြောခြင်းတယ်တချို့ကလေးရပြောလိုက်မယ်ဟာလွယ်လေးပါဟုတ်ပါတယ်တချို့ကတော့လွယ်ပေမဲ့တချို့ကတော့လွယ်မှာမဟုတ်ပါဘူးဒါလေးတော့အခြေခံမသိရတဲ့လူတွေအများကြီးပါကျွန်တော်ဒီချက်ဗီဒီယိုဖိုင်လေးကအခြေခံသိအောင်ဒီချက်သေးချရှင်းပြပေးထားခြင်းဖြစ်ပါတယ်အဆုံးတစ်ခုကတော့ introspective ပါရှင်အဲ့ဒါလေးကကြတော့မေးခွန်းထုတ်တဲ့ဟာလေးပေါ့အဲ့ဒါမေးခွန်းထုတ်တဲ့ဟာလေးကခုန verb to be မှာ is to are ကိုဒီချက်တို့ကရှေ့မှာထုတ်ထားတာကဲဒါဆိုရင်ဒီချက်တို့တူတူလေ့လာကြည့်အောင်Okay ဒါဆိုရင်ဒီချက်တို့က interrogative ရဲ့အကြောင်းလေးချက်ကိုလေ့လာကြည့်ရအောင်။ तू ကကျတော့ interrogative ကမေးခွန်းထုတ်စရာအောင်ပြောတာမေးခွန်းပေါ့မေးခွန်းက question mark တွေပါတဲ့အရာလေးပေါ့ဥပမာ are you are they question mark is he is she is it question mark ဆိုပြီးတော့ကိုကသိရမယ်။ကဲဒါဆိုရင်ဒီချက်တို့ကဒီမှာ3နဲ့4ထဲမှာရေးပါတယ် present simple affirmative negative interrogative ဆိုပြီးတော့၃မျိုးကိုကသိရမယ် video file လေးရပေါ့နော်အားလုံးအတွက်အဆင်ပြေမယ်လို့ဒီချက်ကယုံကြည်ပါတယ်ရှင်အဓိကကတော့ဟို3နဲ့4တန်းကလေးပေါ့နော် basic ကလေးလုံးဝမရတဲ့ကလေးအတွက် video file ကအရန်ကိုအရေးပါပါတယ်ဒါကြောင့်မလို့ဒီချက်ကဒီမျိုးပေါ့နော် verb to be အကြောင်းလေး amiss အကြောင်းလေးကို၃မျိုးနဲ့ခွဲပြီးတော့တေချာသင်ပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video file မှာထပ်ပြီးတော့ English grammar နဲ့ပတ်သက်တဲ့အရေးပါလာတဲ့စာကြောင်းလေးထပ်ပြီးတော့သင်ပေးပါဦးမယ်ရှင်